သာသနာတော်နှစ်2560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်တဘူရဲလဆန်း5ရက်2019ခုနှစ်ဖေဖော်ဝါရီလ1ရက်ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဝတိရိဗိမာန်တော်အတွင်ဆင်းကျင်းပပြုလုပ်အပ်သည်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်အထူးဓမ္မသဘင်အခမ်းအနား၌မဟာသရီစီသူဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ငြိမ်းနှင့်ဒေါက်တာဒေါ်တင်လင်းမြင့်မိသားစုတို့မွေးနေ့အမှတ်တရကုသိုလ်အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောပုံနာဦးကြီးကိုကဲ့တင်ခြင်းအကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိအပမေယံကာလံကရွန်သောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာကျင့်ရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမယံရေတွေ့တိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥစ္စာအသက်ချေလက်အင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီစွန်ញင်းဤဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပေမန်းခြင်းသောကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောယတနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျူရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘုရားဦးကြီးကိုကဲ့တင်ခြင်းလောကမှာကဲ့တင်နေဆိုတာအမျိုးမျိုးရှိတယ်ပေါ့အစွမ်းတကူဖြင့်ကဲ့တင်တာလဲကဲ့တင်တာပဲအမှန်တရားကိုသိအောင်ဆုံးမဩဝါဒပေးပြီးလမ်းကြောင်းမှန်ကိုပုတ်တင်ပေးတာလည်းကဲ့တင်တာပဲအဲဒီလိုကဲ့တင်မှုတွေမျိုးမျိုးရှိတယ်ပေါ့လူတွေဟာတခုနဲ့တခုကူညီကြတယ်ဆောင်းလျှောက်ကြတယ်ကဲမကြတယ်ဆိုတာလောကမှာချင်းချင်းတည်းလို့ရှိအဲဒီလိုကူညီမှုတွေကဲ့တင်မှုတွေလည်းမှာဘုသူဖြင့်အသက်ဘေးကကယ်လိုက်တယ်အသက်မသေးရအောင်ကယ်လိုက်တယ်တဘွားတစ်ခါကဲမြတ်စွာဘုရားရဲ့ကယ်တင်မှုကြောင့်အသက်ဘေးကကယ်တင်ရုံမဟုတ်ဘူးတန်မြာမှာကြုံတွေ့ရတဲ့ဘေးအန္တရာယ်တွေကလေကယ်တင်တာလေကယ်တင်မှုလို့ဆိုနိုင်တယ်ကယ်တင်မှုဟာမျိုးမျိုးရှိတယ်
ကဲတင်ခံရတဲ့ပုဂ္ဂိုလ်မှာရရှိသွားတဲ့အကျိုးတရားတွေချင်းမတူညီဘူးလို့ဒီလိုပြောအဲ့တော့မြတ်စွာဘုရားရဲ့ကဲတင်မှုကတော့မြတ်စွာဘုရားဟာတရားတွေပေါ်မှာအကျဉ်းတရားနဲ့ပညာတရားဆိုပြီးလုံလောက်တဲ့အခြေခံအရေးချင်းကြီးနှစ်ခုအဲ့ဒီနှစ်ခုထဲမှာကျင့်တရားရှိသည့်အတွက်ကြောင့်ကဲတင်နိုင်တဲ့ပုဂ္ဂိုလ်ဘယ်တော့မှလိလိရှုထားခြင်းမရှိဘူးပညာရှိသည့်အတွက်ကြောင့်ကဲတင်ပုံကဲတင်နည်းလမ်းမှားတာမျိုးမရှိဘူးတကယ်ကိုအကျိုးရှိသွားနိုင်တဲ့ကဲတင်ကြီးမျိုးတခါတရံကြတော့ကဲတင်မှုဟာလည်းပဲကဲတင်တယ်လို့ဆိုရတော့လည်းပဲလမ်းလွဲသွားတာမျိုးတွေရှိတယ်အဲ့ဒါမျိုးကိုမြန်မာစကားပုံမှာရေနစ်သူကိုဝါကူ၍နှိမ့်တယ်လို့ဆိုတာမျိုးဖြစ်တယ်နော်ရေနစ်တဲ့ပုဂ္ဂိုလ်ဝလုံးနဲ့ထိုးပြီးတော့ကူညီတဲ့အခါအဲ့ဒီဝလုံးရောက်မို့လို့ဒီလူဟာပို့ပြီးတော့နစ်သွားတယ်လို့ဒီလိုခံစားရတာမျိုးတွေရှိတတ်တယ်ကဲတင်နေဆိုတဲ့နေရာမှာကြတော့ပညာတရားအကျဉ်းတရားတစ်ခုတည်းနဲ့မလုံလောက်တော့ဘူးပညာတရားရှိဖို့ဒီပုဂ္ဂိုလ်တူရဲ့လိုအပ်ချက်ပုဂ္ဂိုလ်တူကိုမြည်တို့မြည်ပုံကူညီရမယ်ဆိုလိုအပ်ချက်တွေအင်တာမအရေးပါအဲ့ဒါလို့အရေးပါလာတဲ့အချက်တွေကိုတည်တည်ချာချာသိနိုင်ဖို့ဆိုတာတော့ပညာနဲ့မှဖြစ်တယ်မိမိရဲ့လောက်ကင်ဆောင်ရွက်မှုနည်းလမ်းတွေကလွဲမှားသွားလို့ရှိရင်ကဲတင်ခံရတဲ့ပုဂ္ဂိုလ်ဟာအကဲတင်ခံရခြင်းမဟုတ်ဘဲနဲ့ပို့ပြီးတော့ဒုက္ခတွေမှာနစ်သွားတယ်ပေါ့အေးမြတ်စွာဘုရားကတော့အကျဉ်းတရားလည်းရှိတယ်ပညာတရားလည်းရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ကဲတင်မှုကဘယ်ပုံဘယ်နည်းကဲတင်မလဲဆိုတဲ့အခါလောကမှာအစွမ်းတကူတွေဆိုတာရှိတယ်အစွမ်းတကူ၃မျိုးလို့အချင်းချင်းအားဖြင့်ပြောမှဆိုရင်အဋ္ဌိပါတိဟာရိယအဋ္ဌိပါတိဟာရိယဆိုတာမြေရှုံးမိုးပြန်အမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့အရေးအချင်းကိုအဋ္ဌိပါတိဟာရိယခေါ်တယ်အဲ့တော့ကေတင်တဲ့အခါမှာတကူမျိုးမျိုးဖန်ဆင်းပြီးတော့ကာဝယ်ပေးတာဆိုရတော့ရှင်းတော့ကယဟန်တော်တွေစုဝေးပြီးတော့ထိုင်းနေတဲ့နားမှာနဂါမင်းကြီးဒီကောင်ကရောက်လာပြီးအဲ့ဒီယဟန်တော်တွေကိုသူကနဂါကလူရောင်ဆောင်ပြီးတော့ယဟန်တော်တွေကိုချင်းကပ်ပြီးအယုသေဂါရဝပြုတ်နေတဲ့အချိန်မှာခလုံကမြင်လိုက်တာနဲ့လူရောင်ဆောင်ထားတဲ့နဂါကိုထိုးတုပ်ဖို့အချိန်နဲ့ဆင်းလာခဲ့တယ်အဲ့ဒီလိုအချိန်နဲ့ဆင်းလာတဲ့အချိန်လေးမှာတမ္မာအပြင်ဒီနဂါဟာဂလုံရဲ့လက်ထဲမှာအသက်ပါသွားတယ်သို့တော့အဲ့ဒီယဟန်တော်တွေထဲမှာယဟန်တော်တစ်ပါးဟာလင်းလင်းမြန်မြန်တကိုးဆန်နဲ့ဖန်တီးနိုင်တဲ့စွမ်းရည်တတ်သိရှိဂလုံလဲဆင်းလာလိုက်ရောချက်ချင်းအလွန်ကြီးမားတဲ့တောင်ကြီးတစ်ခုဖြတ်ခံနေဆိုဖန်တီးလိုက်ပြီးတော့ဂလုံလာတဲ့လမ်းမှာကာလိုက်တယ်ကာလိုက်တော့ဂလုံကြီးဟာငကားစီမြောင်းနိုင်တော့လမ်းကြောင်းလွဲထွက်သွားအဲ့လိုနီးနဲ့တကူနဲ့ကဲတင်တာမျိုးလည်းပဲရှိတယ်ပေါ့ဒါဟာငကားရဲ့အသက်ဘေးကိုတကူနဲ့ကွယ်တင်လိုက်တာအဲ့ဒီမှာယဟန်တော်ချင်းချင်းပြောကြတယ်ငါရှင်တင်တာမရှိလို့ရှင်ငါတို့တွေဟာအဆက်ကွဲတော့မယ်ချက်ချင်းဖန်ဆင်းနိုင်ဖို့ဆိုတာစွမ်းရည်တတ္တိလေ့ကျင့်မှုတွေပေါ်မှာမူတည်တယ်ပေါ့အမှန်တမ်းနှင်းမြန်တဲ့တကုဆံဖန်ဆင်းနိုင်မှသာလေအရှိန်အဟုန်နဲ့ဆင်းလာတာစက္ကန့်ပိုင်းအတွင်းမှာတောင်ကြီးဖန်ဆင်းပြီးတော့ကာဝယ်လိုက်နိုင်လို့သာအသက်ဘေးကလွတ်သွားဖြစ်တယ်အဲ့ဒီလိုတကုမှလည်းပဲမတူချဘူးပေါ့စွမ်းတတ္တိချင်းတကုရှိတာချင်းတူတော်လည်းပဲလေ့ကျင့်မှုမလေ့ကျင့်မှုပေါ်မှာကွာခြားသေးတယ်ရှင်မမောဂလန်တကူကြီးတယ်ဆိုတော့သူ့ဟာသူကြီးနေတာမဟုတ်ဘူးအချိန်မရွေးသူဟာလေ့ကျင့်နေတာလေ့ကျင့်နေတာကိုစိဏဝတိတာလို့ခေါ်တယ်စိဏဆိုတာလေ့ကျင့်လေ့ကျင့်နေလို့ဝတိဆိုတာစွန့်ရည်တတ္တိတွေရနေတာဘယ်ကိစ္စပဲဖြစ်ဖြစ်
လေ့ကျင့်နေမှစွမ်းရည်တတိဆိုတာတက်တယ်ပေါ့အားကစားသမားတွေကြည့်ပဲအများအားလေ့ကျင့်နေရမလေ့ကျင့်ရင်မရစောင်းတီးတဲ့လူတောင်အမြဲတီးနေရတယ်လို့ပြောတယ်စောင်းတဲ့လက်နဲ့တစ်ပတ်လောက်ကွာသွားလို့ရှိရင်သိအချိုးမဖြေချင်ဘူးဒီလိုဆိုအဲ့တော့လေ့ကျင့်မှုဆိုတာသိအရေးကြီးတယ်ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေရဲ့အရေးချမ်းလေ့ကျင့်မှုပေါ်မှာမူတည်ပြီးတော့သွားတယ်အဲ့ဒါကြောင့်ဒီလေ့ကျင့်မှုကအလွန်အရေးကြီးတယ်အဲ့လိုတကိုးနဲ့အကာအကွယ်လုပ်ပြီးကဲ့တင်တာလည်းပဲရှိနိုင်တယ်နောက်တစ်ခုကတော့အာဒေသနာပါတိဟာရိယလူတယောက်ရဲ့စိတ်ကိုဖတ်နိုင်တယ်စိတ်ကိုအတတ်သိပြီးတော့ပြောနိုင်တယ်ပေါ့အဲ့ဒါလိုပြောနိုင်တဲ့အစွမ်းတတ္တိဟာလည်းအာဒေသနာပါတိဟာရိယလို့ခေါ်တယ်အဋ္ဌိပါတိဟာရိယမြေရှုမိုးပြန်တကိုးမျိုးမျိုးဖန်ဆင်းနိုင်ခြင်းအာဒေသနာပါတိဟာရိယတစ်ခါသားရဲ့စိတ်အကြံတွေကိုသိနိုင်စွမ်းရှိခြင်းဆိုဒီတကိုးမျိုးဆိုပါစို့မြတ်စွာဘုရားသခင်ကိုရောမြတ်အာလောကဒီလူကြီးရဲ့ဗိမာန်နဲ့ဝင်ရောက်ပြီးတော့သတင်းသုံးနေတဲ့အချိန်အာလောကမိလူရဲ့စိတ်တားဆိုးတယ်သူ့ဗိမာန်နဲ့သူ့ကိုခွင့်မတောင်းမနဲ့ဝင်နေရမလားသူ့ခြံရမိတ်သက်တွေဝန်းရံပြီးတော့တရားဟောနေတာမနာလို့မရှုစိတ်ဖြစ်ပြီးတညာလုံးသူ့မှာစမ်းရှိတဲ့လက်နဲ့တွေနဲ့မြတ်စွာဘုရားကိုဒုက္ခပေးတယ်သို့သောမြတ်စွာဘုရားကိုသူလုံးသမျှထိခိုက်မှုမရှိနောက်ဆုံးမှာသူကစကားကိုမြတ်စွာဘုရားရဲ့အခြေအနေကိုသုံးသပ်တဲ့အနေနဲ့ယဟန်သူများခွင့်မပြုတဲ့ဗိမာန်တွေကိုဘာဖြစ်လို့လာနေတာလဲခုချက်ချင်းထွက်သွားလိုက်ပါပြောလိုက်တဲ့အချိန်မှာမြတ်စွာဘုရားသူစိတ်ဓာတ်နုညံ့သွားလိုက်လျောတဲ့အနေနဲ့အေးမင်းမနေစေချင်ဘူးဆိုရင်ငါထွက်ပါမယ်ဆိုထပြီးတော့ထွက်သွားအဲ့ဒီကြတော့ငါတညာလုံးဒုက္ခရောက်လောက်လိုက်ရအခုတော့ပြောလို့ဆိုလို့လွယ်သားပဲဆိုပြီးစိတ်ဓာတ်ကနည်းနည်းပြော့အဲ့ဒီမှာငါပြောတာတကယ်လိုက်နာတာဟုတ်ကဲ့လားဆိုရဟန်းပြန်ဝင်ခဲ့အောင်ဆိုအေးမင်းကဝင်စေခြင်းနဲ့ဆိုရင်ငါဝင်ခဲ့တာပေါ့ဆိုပြန်ဝင်လာတယ်ခင်ဗျာအဲ့ဒီလိုတစ်ချိန်နှစ်ချိန်သုံးချိန်ဝင်လိုက်ထွက်လိုက်လုပ်ပြီးနောက်ဆုံးတစ်ချိန်ကျတော့သူ့စိတ်ကဘာတွေးလိုက်တော့ဒီတစ်ခါထထွက်သွားရင်တော့ခြေတော်နှချောင်းကန်ပြီးတော့ဟိုဘက်ရောက်အောင်အဝေးရောက်အောင်ပြစ်လိုက်မယ်ဆိုတဲ့စိတ်အတွေးလေးရှိတယ်ဒီတစ်ခါထရင်တော့ခြေတော်နှချောင်းကန်ပြီးတော့မြစ်တစ်ဖက်ကရောက်အောင်လွင့်ပြစ်လိုက်မယ်လို့ဒီလိုတွေးတာအဲ့ဒီအတွေးကိုမြတ်စွာဘုရားသိတယ်သိသည့်အတွက်ကြောင့်မြတ်စွာဘုရားကဗာမေးရှိလိုက်တယ်ဆိုအေးငါမသွားတော့ငါမထွက်ဘူးမင်းလှုပ်ချင်တာမင်းမေးလှုပ်ချင်တာလှုပ်ငါပဲမသွားတော့ဘူးလို့ပြောလိုက်တယ်ဆိုဘာဖြစ်လို့လဲဆိုရင်မင်းကဒီလိုစိတ်ကူးတယ်မို့လားငါထထွက်သွားလို့ရှိရင်ခြေတစ်ချောင်းကင်ပြီးတော့ပြစ်မယ်လို့နင်ငါ့ကိုစိတ်ကူးတယ်မို့လားသူထိတ်လန့်သွားငါစိတ်ထဲကတွေးတော့တောင်သူကသိတယ်တော်တော်တကိုးကြီးတဲ့ပုဂ္ဂိုလ်ပဲအဲ့ဒါလို့စိတ်ဓာတ်အခြေအနေတစ်ခုပြောင်းလဲသွားအောင်မြတ်စွာဘုရားတိုင်းနာဆောင်ရဲ့ပေးခြင်းအပြင်လုပ်လိုက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဗာပြောတော့အကယ်၍ငါထသွားလဲမင်းငါခြေတော်နှချောင်းကိုက်ပြီးတော့ပြစ်နိုင်မဲ့ပုဂ္ဂိုလ်မင်းမပြစ်နိုင်ပါဘူးတဲ့ပြစ်နိုင်တဲ့ပုဂ္ဂိုလ်လောကကြီးမှာမရှိဘူးတဲ့ငါခြေတော်နှချောင်းကိုက်ပြီးဟိုဘက်ပြစ်ဖို့ဆိုတာမင်းမေးချင်တာရှိရင်မေးလောကကြီးမှာငါ့ကိုနှိမ့်ဆက်နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ပြောလိုက်တဲ့အခါကျတော့မှသူကခေါင်းထဲမှာပေါ်လာတယ်သူမေးချင်တဲ့မေးခွန်းတွေရှိတော့အာလဝကသုတ်တံမှာမေးခွန်းတွေမေးထားတယ်ပေါ့အဲ့ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီးတမလွန်ဘဝအရေးနောက်ဘဝအရေးစိတ်အေးရနေအောင်ဆိုရင်တရားထဲမှာဟောထားတာအပြည့်စုံရှိတယ်ပေါ့နော်အဲ့ဒါလူမြတ်စွာဘုရားသူများစိတ်အကြံကိုသိပြီးတော့လည်းပဲသူ့ပို့ပြီးတော့ဒုက္ခမရောက်ရအောင်ကဲတင်တာမျိုးလည်းရှိနိုင်တယ်အဲ့တော့တကောဘိညာဉ်နဲ့ကဲတင်တာလည်းရှိတယ်စိတ်ကြံကိုသိပြီးတော့လည်းပဲမမှားရအောင်ကဲတင်တာမျိုးလည်းရှိတယ်နောက်ဆုံးတစ်ခုကတော့အနုတ္တတဏိပါတိဟာလိယလို့ခေါ်တယ်
အနုတသနိပါတိဟာရိယဆိုတာဘယ်လိုတွေးရမယ်ဘယ်လိုပြောရမယ်ဘယ်လိုကြံရမယ်ဘာကလုပ်ရမယ်ဘယ်ဟာကမလုပ်သင့်ဘူးစသဖြင့်ဆုံးမဩဝါဒပေးတာအနုတသနိပါတိဟာရိယလို့ခေါ်တကူ၃မျိုးဣဋ္ဌိပါတိဟာရိယအာဒေသနာပါတိဟာရိယအနုတသနိပါတိဟာရိယဣဋ္ဌိပါတိဟာရိယမြေရှုမိုးပြန်မျိုးမျိုးဖန်ဆင်းနိုင်တဲ့အစွမ်းတကူအာဒေသနာပါတိဟာရိယဆိုတာတစ်ဖက်သားရဲ့စိတ်အကြံကိုသိတဲ့စွမ်းတတ္တိရှိတဲ့အဘိညာဉ်တကူအနုတသနိပါတိဟာရိယဆိုတာလူကိုနားချပြီးတော့ဆုံးမသွန်သင်မှုပေးနိုင်တဲ့ပါတိဟာရိယတစ်မျိုးလို့အဲ့ဒီထဲမှာမြတ်စွာဘုရားဟာအလေးနဲ့ထားပြီးတော့တိုင်းတာဆောင်ရွက်တဲ့သရဝရီရဲ့အကျိုးကိုဆောင်ရွက်တဲ့အခါနားလေသဘောပေါက်အောင်ရှင်းပြတဲ့နည်းကိုပဲသုံးတာများတယ်။ယဟန်တွေကိုတောင်မှပဲမြတ်စွာဘုရားဝိနည်းစိကံနဲ့ထုတ်ထားတယ်။နေရာတိုင်းမှာမလိုအပ်ဘဲနဲ့တကူပြတာလို့သူများစိတ်အကြံတွေဖော်ထုတ်တာမျိုးတို့မလုံးရဘူး။ဣတိပါတိဟာရိယအနုတသနိပါတိဟာရိယတွေမပြရဘူးမလုံးရဘူး။အကောင်းဆုံးကအနုတသနိပါတိဟာရိယဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်ရမယ်ဆိုတဲ့အကြံပေးခြင်းသွန်သင်ဆုံးမပေးခြင်းဟာအကောင်းဆုံးပဲလို့မြတ်စွာဘုရားအဲ့ဒီနိလန်းကိုသုံးချကုလသရဝါတွေကိုကဲတင်တယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားရဲ့ကဲတင်မှုဟာအနုတသနိလို့ခေါ်တဲ့ဆုံးမခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားဘာတွေဆုံးမခဲ့သလဲဆိုတာကိုသိရှိနားလည်ဖို့အရေးကြီးဆုံးအဲ့ဒီဆုံးမဩဝါဒကိုလိုက်နာကျင့်သုံးရမှာဖြစ်တယ်ပေါ့ဘုရားဘာသာဆိုတာဆုတောင်းဆုယူဒီလိုလုပ်နေရတဲ့ဘာသာမျိုးမဟုတ်ပဲနဲ့ဘုရားအဆုံးအမတွေကိုသိပြီးကိုယ်တိုင်လက်တွေ့ကျင့်သုံးလိုက်နာရမယ်အဆုံးအမတရားတွေလားဖြစ်တယ်အဲ့ဒီအဆုံးအမတရားတွေကိုများများသိလို့များများလိုက်နာလေလေတန်ဖိုးရှိလေလေသူဆိုများဆုံးဆုံးမဩဝါဒလိုက်နာနိုင်တဲ့ပုဂ္ဂိုလ်အပြည့်အဝလိုက်နာတဲ့ပုဂ္ဂိုလ်ဟာယန္တာဖြစ်ရောက်တော်အသင့်လိုက်နာတဲ့ပုဂ္ဂိုလ်သောတာပန်သဂရကအနာဂတ်ဖြစ်တယ်လိုက်နာမှုမပြည့်ဝသေးတဲ့ပုဂ္ဂိုလ်တွေကတော့ပုထုဇဉ်ဘဝနော်အဲ့ဒီလိုဆုံးမဩဝါဒလိုက်နာမှုဟာတဏ္ဍမအရေးကြီးတဲ့အချက်လို့ဆိုလို့အဲ့ဒါကိုပြောတာအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိတည်တာလေမိမိရဲ့ကိုယ်ဝေရာဆိုတာကိုလုံးရမယ်ကိုယ့်ဘာကိုလုံးရမယ်ဘုရားရှိကအဆုံးမရထားပြီဆိုရင်အဲ့ဒီအဆုံးမတိုင်းကိုလိုက်နာမှုဟာအဓိကကြအတ္တနာဟိတုတ္တန်တေနနာထံလဘတိတုံးတော်ပါမိမိကိုယ်တိုင်ကိုယ့်ကိုလိမ္မာရင်ကြည့်အောင်ကိုယ်တိုင်ပြုပြဆုံးမပေးမှတမိုးရှိတဲ့အာကိုးလောက်တဲ့အရေးချင်းတစ်ခုရမှာဖြစ်တယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့ဘုရားဘာသာဝင်တွေအနေနဲ့ဘုရားဆုံးမကိုသိရှိနားလည်အောင်ကြိုးစားကြကြိုးစားပြီးရင်လိုက်နာဖို့ကြိုးစားကြရဖြစ်အဲ့ဒီကြမှာအကျိုးသက်ရောက်မှုဖြစ်မယ်ဘာနဲ့ဥပမာတူတော့ဆိုရင်သမားတော်ကယောဂရှိလို့ပေးလိုက်တဲ့ဆေးကိုယောဂရှိတဲ့လူကမတော့ဘဲချမယ်ဆိုရင်ယောဂပြောင်းမှာမဟုတ်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားအဆုံးအမတရားဟောပေးတာယောဂပြောင်းတဲ့ဆေးပေးတာနဲ့အလားတူတူတယ်ပေါ့လိုက်နာဆောင်ရွက်မှအကျိုးဆိုတာဖြစ်တော့ဒါဖြင့်ဘုရားကပါဠိဆုံးမတာတော့ဆိုရင်မလုံးသင်တာနဲ့လုံးသင်တာဒီနှစ်ခုခွဲခြားပြီးဆုံးမအကုသိုလ်မှန်တယ်မလုံးသင်ဘူးကုသိုလ်မှန်တယ်လုံးသင်တယ်အကုသိုလ်ရှောင်ရမယ်ကုသိုလ်လုံးရမယ်ဆိုတာဒါဘုရားရဲ့အခြေခံဆုံးမချက်ပဲဖြစ်တယ်အကုသိုလ်လုပ်ကောင်းတယ်ဆိုတာဘယ်နေရာမှမရှိဘူးကုသိုလ်မလုပ်ကောင်းဘူးဆိုတာလည်းဘယ်နေရာမှမရှိဘူးအလုံးကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်တရားတွေမိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာရနိုင်တယ်များရအောင်ကြိုးစားအထောက်အပံ့တာဖြစ်တယ်အဲ့တော့လူလောကမှာကဲတင်နေဆိုတာလည်းပဲအဲ့ဒီနည်းနဲ့ပဲကဲတင်တာရသော်ဗျာမကောင်းတာတွေမလုပ်တဲ့နာတွေကိုရှောင်ရှားစေခြင်းလုပ်တဲ့နာကိုလိုက်နာလွတ်ဆောင်စေခြင်းအဖြစ်လားကဲတင်တာဖြစ်တယ်လက်တွေ့အဖြစ်မိမိတို့ရဲ့ချစ်လက်စွာသောသာသမီကိုကဲတင်ခြင်းနဲ့ဆိုရင်ဘာလို့ဘ
လုပ်တဲ့နာကိုရှောင်မှုလုပ်တဲ့နာကိုလုပ်ဖို့ဆိုတာဒါနဲ့ပဲပြောရတာပဲလေအဲ့ဒီလိုလိုက်နာကျင့်သုံးမှမိမိတို့ရဲ့ရင်သွေးသားရနာကြီးပွားတိုးတက်လာတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ကြီးပွားတိုးတက်တယ်ဆိုတာမရှိသူတို့ကိုယ်တိုင်လုံးဝကြီးပွားတိုးတက်လာမိမိကိုယ်တိုင်ကလုပ်ပေးနိုင်တာဟာလမ်းညွှန်မှုသာဖြစ်တယ်ထိုလမ်းညွှန်တဲ့အတိုင်းတော့လမ်းညွှန်တိုင်းရှောက်လမ်းမှုကတော့သွားတဲ့ပုဂ္ဂိုလ်နဲ့ဆိုင်နေပေါ့ဒီလိုဆိုလို့ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေသိရှိအောင်အခုလိုတရားပွဲတွေလုပ်ရတယ်တရားဆုံးမတွေကိုမှတ်သားရတယ်မှတ်သားပြီးတော့မိမိတို့ဘဝအတွေ့အကြုံလိုက်တာကျင့်သုံးရတယ် apply လုပ်တဲ့ခေါ်လက်တွေ့ကျင့်သုံးမှုပြုလို့ရစဉ်းစားစရာရှိရင်ဒါကိုအခြေခံစဉ်းစားတယ်နော်စိတ်တွေစိတ်ထားတွေပြောင်းရတယ်အပြောဆိုနဲ့ပတ်သက်ပြီးတော့ဆုံးမထားတာတွေအပြောဆိုနဲ့ပတ်သက်ပြီးရှောင်ကျင်ရတာရှောင်လိုက်နာတဲ့နာကိုလိုက်နာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲဆုံးမထားတဲ့အတိုင်းပဲလိုက်နာဆောင်ရွက်မယ်ဆိုရင်လောကမှာပြဿနာကင်းကင်းစိတ်နှလုံးအေးအေးချမ်းချမ်းနဲ့ဘဝခရီးကိုဒီဘဝမှာလည်းကောင်းမယ်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်သူတို့ဆိုလို့ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့ကဲ့တင်မှုဆိုတာသိရှိနားလည်အောင်ဆုံးမပေးခြင်းအပြင်ကဲ့တင်တယ်လို့ဒီလိုပဲမှတ်ရဖြစ်တယ်အဲ့တော့ကာဝေဆုံးရှုပ်တယ်ဆိုတဲ့နေရာမှာတော့ယမယခတကူနဲ့ကာဝေဆုံးရှုံးလိုက်တာလည်းရှိကောင်းရှိတယ်သို့သောအမြဲဥစေကကဲ့တင်တာကြတော့အဲ့ဒီနည်းနဲ့ကဲ့တင်တာမဟုတ်ဘူးသဘောပေါက်နားလည်အောင်ဆုံးမပေးခြင်းအပြင်တာလေကဲ့တင်တာအင်္ဂုလိမာလာကြီးဟာစဉ်းစားကြည့်လေသူကိုယ်တိုင်ပြောခဲ့တယ်အဟိတကောတိမေနမဟိတကတ္တပုရိတတောသူဟာတဲ့တစ်ချိန်လုံးကသူ့ရဲ့ငယ်နာမည်ဟာအဟိတကဘယ်သူကိုမှမမြင်စေဘူးဆိုတဲ့နာမည်ရှိတတ်လိုက်တာလူတွေအများကြီးပဲတောထဲမှာမတန်လူချမ်းကြီးဖြစ်ပြီးတော့အဲ့တောတန်းကိုဖြတ်တန်းတဲ့လူမှန်သမျှကိုသူကလိုက်တတ်တယ်အဲ့ဒီလောက်ထိအောင်ကျမ်းစာရေးစတဲ့အင်္ဂုလိမာလာဆိုတယ်ဒီစိတ်ချမ်းကိုချမ်းလူချမ်းတယောက်ကိုမြတ်စွာဘုရားဆုံးမတော်တဲ့ခြင်းဖြင့်ဖြောင်းပြနားချပေးခဲ့တာဖြစ်တယ်နော်အင်္ဂုလိမာလာတတ်မလို့ဓာထမ်းပြီးတော့လိုက်တယ်သို့သောဓာထမ်းလိုက်တာမြတ်စွာဘုရားကိုမမီဘူးမမီတော့သူကမောလာတယ်မြတ်စွာဘုရားပုံမှန်လေးသွားနေတယ်သူကအပြေးလိုက်တယ်မမီဘူးအဲ့ဒီလိုဖြစ်တဲ့အခါမောလာတဲ့အခါစိတ်တူတူနဲ့လှမ်းអော်လိုက်တယ်ယဟန်ရက်လိုက်နေဆိုလှမ်းអော်တဲ့အခါမြတ်စွာဘုရားကရက်ပြီးပါပြောတော့ငါရက်နေတာပါမင်းမဲ့ရက်ဖို့လိုပါတယ်ဒီစကားလေးပြောလိုက်တာသူကကောင်းတဲ့မှာအတွေးတစ်ခုဝင်သွားဒီယဟန်ကသူပုံမှန်သွားနေရတဲ့နဲ့မင်းကပဲရက်ပါငါတော့ရက်နေပါပြီတို့ဒီလိုပြောတာဘာအဓိပ္ပာယ်လဲသူခေါင်းထဲမှာအတွေးဝင်သွားပြီဒီမိကုန်းမေးတာရှင်မယားသွားရင်ကနေငါရက်နေတယ်လို့ပြောတာတပည့်တော်ကရက်ပြီးអော်တယ်လို့ကြတော့မင်းရက်ဖို့လိုတယ်လို့ပြောတာဘာအဓိပ္ပာယ်တော့လို့ဆိုမြတ်စွာဘုရားရှင်းပြငါတရားတွေရဲ့အသက်ကိုတတ်ချင်းဆိုတဲ့ပါဏာတိပါဒအလုတ်ကိုငါရက်လိုက်ပြီမင်းကမရက်သေးတာမကောင်းမှုဒုစရိုက်တွေမင်းဟာရက်မရက်သေးဘူးလုပ်နေတော့မယ်ငါကအဲ့ဒီမကောင်းတာတွေတခုမှမလုပ်တော့ဘူးငါရက်လိုက်ပြီဒါကိုပြောတာလို့ဆိုသိသဘောကျသွားပြီသူလက်ထဲပါတဲ့လက်နဲ့တွေကောစွပ်ကြည့်ပြီးမြတ်စွာဘုရားရှေ့မှာထူထောင်ဒါပါတော့ဆိုလို့ရှိရင်အမှန်တရားကိုသိရှိအောင်စဉ်းစားတတ်အောင်မြတ်စွာဘုရားလမ်းကြောင်းဖွင့်ပေးလိုက်တယ်ဖြစ်တယ်အဲ့ဒါမျိုးကိုအနုတ္တတိပါဠိဟာရလို့ခေါ်ဆုံးမဩဝါဒပေးတယ်ဒီတိုင်းဆုံးမလို့ကတော့သူဟာရိုက်နဲ့ဆုံးမမယ်ဆိုပိုကျမ်းမှာပဲဒီလူကြီးကနော်အဲ့ဒါလို့ဆုံးမလို့မရဘူးသူသဘောပေါက်အောင်ပြောပြလိုက်တာနဲ့သူဟာသဘောပေါက်သွားလူချမ်းကြီးဟာအတ္တမယဉ်ကျေးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပြီးနောက်ဆုံးはယဟန္တာပုဂ္ဂိုလ်ထီအောင်ဖြစ်သွားတယ်အဲ့ဒီလိုအနုတ္တတိပါဠိဟာအဲ့ဒါလိုပဲတရားတွေကိုကဲ့တင်နေဆိုတာဟာအမှန်တရားကိုသိရှိအောင်ရှင်းပြပေးခြင်းအပြင်ကဲ့တင်လိုက်တာဖြစ်တယ်ပေါ့အခုလဲတက်ရွယ်ကြီးပြီးတော့အာကိုရမဲ့နေတဲ့ပုံနာအိုကြီးကိုမြတ်စွာဘုရားကဲ့တင်တယ်လို့ဆိုတာ
သူဟာဒီပုံနာအိုကြီးอ่ะတမန်မဟုတ်ဘူးပစ္စည်းဥစ္စာထိုက်တဲ့တော့ချမ်းသာတယ်တာဝတိမျိုးကသူကစားနိုင်တောင်းနိုင်အတိုင်းဝိုင်းနေရတယ်သူ့မှာသားလေးယောက်ရှိတယ်သူကြွယ်ဝချမ်းသာတာအများကြီးမဟုတ်တော့လေသူ့မှာဝိရှသိန်းရှိတယ်ပေါ့နော်အရှိတုန်းကရှသိန်းဆိုအများကြီးခုခေတ်ရှသိန်းတော့များချင်များပေါ့အဲ့ဒီသူဟာစားနိုင်တောင်းနိုင်ချမ်းသာတဲ့ပုံနာကြီးတယောက်ပဲသို့တော့သူဟာဆင်းရဲတော့ရှာဘာကြောင့်ဆင်းရဲတယ်လဲမြတ်စွာဘုရားဒီသူဆင်းရဲလုံးအကြည့်တော့တရက်ကြတော့မြတ်စွာဘုရားစီကိုသွားသူဘာကြောင့်သွားလဲလို့ဆိုရင်သူ့ဘဝမှာအဖက်လုပ်ပြီးစကားပြောမဲ့လို့မရှိဘူးအရင်ကတော့လောကကြီးဟာတော်တော်ဆိုးတယ်လောကကြီးဟာစီစိတ်ဥစ္စာလေးယာရုဂုံသိန်းလေးရှိတဲ့အခါဖက်လုပ်ပြီးစကားပြောကြစီစိတ်ဥစ္စာယာရုဂုံသိန်းမရှိဘူးဆိုရင်လောကလူသားတွေကဖက်လုပ်ချင်မှလုပ်တယ်အဲ့ဒါလောကရတဘာဝတရားဒီပုံသားကြီးကလည်းဆင်းရဲသွားတဲ့အခါမှာသူ့ဖက်လုပ်ပြီးစကားပြောလို့မရှိဘူးဘယ်လိုလဲသူကတောင်းစားဘဝရောက်ပြီးတော့ခွက်လက်ဆွဲပြီးတောင်းစားနေတယ်အသက်အရွယ်လည်းကြီးနေတယ်အဲ့တော့ဆင်းရဲရဲနဲ့သူများအိမ်တွေထွင်းနေရလေးတောင်းစားတဲ့အနေထားပြီးတော့သူ့ကိုရသဗျာကိုခေါင်းထဲမှာပေါ်လာဘုရားဘာသာတော့မဟုတ်ဘူးသူဒါပေမဲ့ရသဗျာပဒံခေါ်ရွေတယ်လို့ဆိုတယ်မိဟိတပုဂ္ဂိကမှာစကားပြောလို့ရှိရင်ပြုံးပြီးမှပြောတယ်အေဟိတောကတဝံဘယ်သူသွားလာပါနှုတ်ဆက်တယ်ဒုက္ခတမ္ပတာစကားပြောလို့မတ္တမအဆင်ပြေတယ်ရသဗျာရဲ့ဂုဏ်ကြီးတွေနဲ့ပတ်သက်ပြီးအဲ့လိုပြောရသဗျာဖော်ရွေတယ်ဒီယန္တကြောတင်းပြီးသူစီကိုသွားရဲမလားရဲဒီလိုရှိဘူးအဲ့ဒါမှဖော်ရွေရှိတယ်ယန္တာဆင်းရတဲ့ဉာဏ်ကြည်နေတဲ့စိတ်နှလုံးသူနာရောက်ရင်စိတ်နှလုံးကြီးအေးချမ်းမှုတွေရတယ်သူတော်ကောင်းရဲ့သူပြလက္ခဏာတွေအကုန်ရှိဒါတွေကိုသူကဆုံးခံလက်ဆော့ပြဆုံးခံကြောက်လာရင်းနဲ့အချိန်ချင်းကြုံတွေ့ခဲ့သို့တော့သူကဘုရားဘုရားရှင်ကိုကိုးကွယ်တဲ့လူမဟုတ်သည့်အတွက်ကြောင့်ဒီလိုအခြေအနေတွေသိတော့တယ်မြတ်စွာဘုရားစီတူတော့သို့တော့တနေ့ကျတော့သူဟာစကားပြောပဲဘုရားစီသွားရင်စိတ်အားတက်เสียအများရမလားဆိုမြတ်စွာဘုရားစီလာအဝေါ်စားကလည်းဆုပ်ဆုပ်ပြက်ပြက်အစားရကလည်းရှားရှားပါးပါးနဲ့အိုမင်းမစွမ်းဖြစ်နေတဲ့ပုံနာကြီးဟာမြတ်စွာဘုရားစီကိုရောက်လာမြတ်စွာဘုရားကဒီလိုဆုပ်ပြက်နေတဲ့အဖို့အိုကြီးဖြစ်တော့လည်းပဲနှုတ်ဆက်စကားပြောလေဘာပြောလိုက်တော့ဆိုမြတ်စွာဘုရားကိန္တုတံဇမနလူခေါ်ဒုက္ခပါဝုလို့ဒီကအောင်နဲ့ဘာဖြစ်လို့ဒီလောက်တော့အသားရည်ကလည်းမွဲချောချောအဝတ်ကလည်းဆုပ်ဆုပ်ပြက်ပြက်ဘာဖြစ်လို့ဒီလိုဖြစ်နေရတယ်လဲအတာဝတိပြုတ်မှာသူဟာတစ်ချိန်လုံးကစမ်းနိုင်တောင်းနိုင်ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်ဘာဖြစ်လို့ဒီလိုဖြစ်ရလဲမြတ်စွာဘုရားအဲ့လိုပေါ်ရွေးပြီးမေးလိုက်တဲ့အခါကျတော့သူကဘာပြောလို့ရှင်ဘုရားနဲ့တပည့်တော်သားလေးယောက်ရှိပါလေအဲ့ဒီသားလေးယောက်ပါရွှေမလေးယောက်နဲ့တိုင်ပင်ပြီးတော့တပည့်တော်အိမ်ကမောင်းထုတ်ကြတယ်ဒါကြောင့်မလို့တပည့်တော်စားရမယ်တောင်းရမယ်ခုလိုစည်ရည်ဖြစ်နေတာပါလို့သူ့အကြောင်းကိုအဲ့လိုသနာစဝယ်ပြောပြဒါလောကကြီးမှာဖြစ်လိဖြစ်ချရှိတဲ့သဘာဝပဲဒီနေ့ခေတ်မှာတောင်းရမယ်ကြားနေရတယ်မိအိုဖာအိုရီမဖြစ်စုနိုင်လို့လမ်းပြီးဖြစ်တယ်ဆိုတာအတော်ကိုရှင်နဲ့ဝယ်ရတဲ့နေအများကြီးမဟုတ်တော့မှကြားနေရတာပဲဖြစ်တယ်သူတော်ကောင်းကြီးကြတော့မာတာပိတုဥပဋ္ဌာဏပဏိတပညတ္တသဗ္ဗုရိတပညတ္တမိဘဆိုတာလူချင်းပြည့်စုံရမယ်ဘယ်လိုခက်ခဲရှိမိဘကိုလူချင်းပြည့်စုံခြင်းဟာပညာရှိသူတော်ကောင်းတွေ
အတိမတ်ပြုလက်ခံပြီးတော့လိုက်နာတဲ့တကယ်ကိုသူတော်ကောင်းကျင့်ဝတ်ကြီးတစ်ခုဖြစ်တယ်38ပြမင်္ဂလာထဲမှာလည်းမြတ်စွာဘုရားမင်္ဂလာရှိခြင်းလို့ရှိရင်မိဘကိုပြုစုရမယ်လို့မာတာပိတုဥပဋ္ဌာနဗုဒ္ဓဒါရတသင်္ဘောဆိုပြီးမင်္ဂလာတရားတွေမှာထက်သွင်းခေါ်ကြတယ်မင်္ဂလာဆိုတာကြီးပွားတိုးတက်ဖို့အတွက်မိဘကိုပြစ်မထားရဘူးဒါသူတော်ကောင်းတွေရဲ့ကျင့်စဉ်ဘုရားကောင်းတွေရဲ့ကျင့်စဉ်တကယ်ယဉ်ကျေးတဲ့လူတော်လူကောင်းတွေရဲ့ကျင့်စဉ်မိဘဆိုတာကိုယ်ဘယ်လိုအခြေအနေမျိုးရောက်နေနေမိဘကိုပြစ်မထားရဘူးလို့ဆိုတယ်ဒီကနေ့ခေတ်မှာမိဘကိုစိတ်ဆုံးမှန်ဆုံးနဲ့တတ်တယ်ဆိုတာလည်းကြားရတယ်မိဘတွေကိုမိဘဖအဝေကိုတိတ်တဆိတ်ခေါ်သွားပြီးတော့ဝေလတဲ့နေရာတွေမှာပြစ်ထားခဲ့တယ်ဆိုတာမျိုးတွေဒါသူတော်ကောင်းရဲ့အရေးချင်းတွေပြည့်ရွံ့လာတယ်လို့သူပြောမြတ်စွာဘုရားကစက္ကဝတိသုတ်တံမှာဟောတာရှိတယ်အခုချစ်ခင်မှာတဲ့မိဘကိုပြုစုလို့ကြွေးတဲ့ပုဂ္ဂိုလ်ဟာခုံပြုတ်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်နေပေမဲ့လို့ဆယ်နှစ်တန်းရောက်တဲ့အခါမှာမိဘစော်ကားရဲတဲ့ပုဂ္ဂိုလ်ကခုံပြုတ်တိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်။ကြောင်းမြန်နေဖြစ်သွားသူတို့ဆိုအစိုးတရားတွေကတဖြည်းဖြည်းလွှမ်းမိုးလာတယ်။အစပြိုးလာလောကကြီးရဲ့ဆိုးရုံမှုကြောင့်အစပြိုးလာအဲ့ဒါဗဒမတတိထားမဲ့ကိစ္စရှိတယ်။သစ္စာဘုရားကမိဘကိုပြုစုလို့ကျွေးခြင်းဟာမင်္ဂလာမိဘကိုပြုစုလို့ကျွေးတဲ့အလုပ်ဟာပညာရှိသူတော်ကောင်းများအတိမတ်ပြုတဲ့ကြီးမားတဲ့ကုသိုလ်တရားဖြစ်တယ်လို့ဒီလိုရှင်းချင်းမှုအနေနဲ့ဟောတော့ဘုရားဘာသာအတိုင်းဝိုင်းမှာဒါတွေကလိမ္မာရင်ကျေးစွာမိဘကိုပြုစုကြတဲ့ပုဂ္ဂိုလ်တွေဟာရာခိုင်နှုန်းတော့များများရှိအတော်နေပါတဲ့ရာခိုင်နှုန်းလောက်ကသာမိဘကိုပြစ်ထားတယ်လို့ဒီလိုရှိတာအများစုကတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းမိဘဆိုရင်ဒီလိုစကြတယ်။ဘာကြောင့်မိဘကျေးဇူးတင်စရာအကောင်းဆုံးလဲလို့ဆိုရင်လူပေါ်လာဖို့အတွက်မိဘမရှိပဲလာလို့မရဘူး။မိဘနဲ့လာတာဟုတ်ပြီ။ဒါကြောင့်ဣမတ္တလောကတ္တဓာတိတတော့ဒီလောကကြီးကိုလာခွင့်ပြုတာဟာမိဘပဲဖြစ်တယ်။အဲဒါကြောင့်မို့လို့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းရဲ့နံပါတ်1ကျေးဇူးရှင်ဟာမိနဲ့ပါဖြစ်တယ်ပေါ့။ကဲပြီးမိဘကလက်မခံဘူးဆိုလို့ရှိရင်ကိုယ်ဟာလူဘဝရောက်လာစရာအကြောင်းရှိတယ်။အဲ့တော့လူဘဝမှာကြုံတွေ့ရတဲ့ချမ်းသာမှုတွေကြီးပွားတိုးတက်မှုတွေဟာမိဘကပေးတယ်လို့ပဲဆိုရမှာဖြစ်တယ်။ဒါကြောင့်မို့မိဘနံပါတ်1အရာကျေးဇူးရှိသောပုဂ္ဂိုလ်လောကလူတွေဟာသမင်းလေးတနတ်ကျွေးရင်တော့မှကျေးဇူးတင်ပါတယ်လို့ပြောတတ်ကြတော့မိဘလူဟာမျိုးကြတယ်ကျေးဇူးတင်ပါတယ်လို့ပြောရမယ့်စကားနဲ့တော့မှမတန်တော့အောင်ကျေးဇူးကချီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်ဒီအဗ္ဗဒံသာသမီတွေရဲ့မရင်ချေးမှုနဲ့ပြစ်ထားလိုက်လို့ဒီပုံနာအိုကြီးကဆဲတော့ကရောက်သွားသူ့ဘဝဇာကြောင်းလေးကဘယ်လိုဖြစ်သွားတာတော့လို့ဆိုသူဟာသူ့ရဲ့ခြေပေါ်ပုံလေးမကြီးဆုံးသွားတဲ့အခါသူ့လက်ထဲမှာငွေ၈သိန်းရှိတယ်ငွေ၈သိန်းရှိသားလေးယောက်ရှိသားလေးယောက်တည်းအိမ်အောင်ကျသွားတဲ့အခါဒီသားလေးယောက်ကိုတယောက်တစ်သိန်းစီခွဲပေးလိုက်သူ့လက်ထဲမှာငွေ၄သိန်းရှိတယ်ပြီးတော့သူပိုင်တဲ့အိမ်ကြီးခြံနေမြေတွေရှိတယ်ပေါ့အဲ့ဒါတွေသူ့မှာမပေးဘူးသူထားအဲ့လိုနေရာကနေပြီးတော့ဘာအကြံထုတ်ကြတော့လို့ဆိုလို့ရှိရင်ဒီသားလေးယောက်ကပြုစုဖို့အကြံမထုတ်ပဲနဲ့ဘာအကြံထုတ်လို့သူတို့အဖေကိုပြုစုဆောင်ရှောက်ရရင်ဘာနားချတော့သူတို့အကြောင်းဆုံးကနောက်အိမ်တော်ပြုမှကြောက်နောက်အိမ်တော်ပြုလိုက်လို့ရှိရင်ဒီပစ္စည်းတွေသူတို့ရမှာမဟုတ်ဘူးနောက်အိမ်တော်ပိုင်တော့အဲ့ဒါကြောင့်လို့နောက်အိမ်တော်မပြုတ်အောင်အဖေကြီးကိုဝိုင်းနားချကြတယ်ကျန်တဲ့ငွေတစ်သိန်းစီကိုလည်းသူတို့ခွဲပေးဖို့ရှိတဲ့ပစ္စည်းတွေအကုန်လုံးသူတို့ပေးဘာမှမပူနဲ့သူတို့၄ယောက်ပြုစုမယ်ဆိုတဲ့ဂတိဝန်ခံချက်တွေနဲ့ပုံနာကြီးသူတို့ဖခင်စီကရှားမြအမွေအနှစ်တွေအကုန်လုံးပေးနေတယ်
တော့သားသမီးကိုယုံရင်ဒါကြောင့်မို့ပြောရတယ်သားသမီးကိုယုံလို့ရှိရင်ဇုံလုံးကိုင်းရရောက်တယ်နော်အဲ့တော့အကုန်လုံးလည်းမပေးလိုက်ကြတယ်တို့လည်းခြံထားဘွားကြီးတယောက်ကတော့မလုပ်တော့ဆိုဘွားကြီးတယောက်လုပ်ပုံလုပ်ပြီးကြားဘူးတော့ပြောဟုတ်မဟုတ်သူကဒီတန်လုံးလေးတစ်ခု၄ချိန်ရှိတယ်တန်လုံးလေးရွှေချငါပြုစုတဲ့လူဒါလေးရမယ်အဲ့ဒါလေးကိုမပေးဘူးသိတာအေးသိပါတဲ့လူငါပြုစုတဲ့လူတရားလေးရမယ်ဆိုမလုံးကလေးသူကပေးထားတယ်သူတေတော့မှကြည့်လိုက်တော့ရွှေအစစ်မဟုတ်ဘူးဖြစ်အဲ့လိုတော့လည်းကောင်းတော့မကောင်းဘူးပေါ့အဲ့လိုလုပ်တယ်အော်ဒီဘုံနာဟိုကြီးကတော့သူကသားသမီးကိုယုံလိုက်တာအားတွေကအပြုံးကောင်းတော့အေးမင်းတို့ပြောလဲဟုတ်ပါနဲ့ငါမင်းတို့ကြွေးနေတယ်ပြီးတော့ပါပဲဆိုပြီးသူရှိတဲ့နောက်ထပ်တစ်သိန်းစီနဲ့ထပ်ပေးလိုက်ပြီးတော့ရှိသမျှအမွေအကုန်လုံးအမွေခွဲပေးလိုက်ခွဲပေးပြီးတော့ဒီသားအကြီးဆုံးအိမ်မှာအတူနေတယ်အဲ့မှာနေရင်ဟိုကျွေးပွေးထားရက်ကလေးကြားလာတဲ့အခါချွေးမလုပ်တဲ့လူမကြတကြားပြောတာအောင်လေဒီအိမ်များငွေ2သိန်းပို့ပေးတာကြာအားလုံး2သိန်းစီကြီးပဲပေးချင်တယ်ဒီပြင်အိမ်သွားဖို့လမ်းများမသိဘူးလားမသိဘူးပြေးမှာပဲကန်နေရတယ်လို့ဆိုပြီးတော့မကြတကြားတွေပြောတာတဖြည်းဖြည်းအဲ့လိုမကြတကြားပြောတဲ့အခါဖိုးကြီးကဆင်းရဲတာပေါ့ဆင်းရဲတော့ဒုတိယသားအိမ်သွားအဲ့ဒီငါလည်းလာကလေးတော်ချလာတဲ့အခါမကြတကြပြောမောင်းထုတ်ချအဲ့မကြတကြပြောတာတော်ဆိုးတယ်မကြတကြပြောတယ်ကိုပြောတာလားသူပြောတာလားမသိဘူးအဲ့လိုစိတ်ညစ်အောင်လုပ်ပြီးတတိယသားသတုထသားအဲ့လိုသွားရင်ကနေပြီးအိမ်လေးအိမ်စလုံးကနေပြီးတော့မနေနိုင်အောင်စိတ်ညစ်အောင်လုပ်ပြီးထုတ်လိုက်တော့ဘယ်ရောက်တော့လို့ဆိုလက်မရောက်တော့ပေါ့ခုကိစ္စပါနဲ့ပြောမြောင်းတဲ့ရောက်တာလက်မရောက်တာရှာတယ်သူကအားမရှိတော့ဘူးအမွေတွေအကုန်ပေးပြလိုက်တယ်သူကလက်မရောက်လက်မရောက်လို့ရှိတဲ့ခွက်ကလေးနဲ့သူညာညာလေးပထမလိုက်တောင်းစားဒီလိုပဲအစားဆင်းရဲအနေဆင်းရဲသူကဗျာကောင်းကောင်းလေးမစားရသူညာညာလေးနဲ့မသေးဘူးစားဒီဆရာလည်းကောင်းကောင်းမရှိတော့ဟိုအိမ်ကတ်နေနာကတ်နေနဲ့အိမ်ဖီလေးတွေမှာကတ်နေအဲ့လိုနေကနေချမ်းမရရထိကြိုက်တာမောမောချောင်းချောင်းဖြစ်လာအဲ့ဒီအချိန်မှာဘယ်သူအားကိုးရမလဲလို့စဉ်းစားတဲ့အခါကျတော့ကောရမပြာခေါ်ရည်တယ်သူစီသွားရင်ကောင်းတယ်လို့စိတ်ကူးရတယ်နဲ့သွားတော့လက်ဆောင်များကမေးတာဘာဖြစ်လို့ဒီလောက်တာရည်တွေပွဲချောက်ပြီးတော့ဘာကြောင့်အဝစားတွေကဆွဆွပြက်ပြက်ဖြစ်နေရတယ်လဲလို့မေးတဲ့အခါမှာတပည့်တော်သားလေးယောက်ရှိတယ်ဗျာတဲ့သူတို့ဇနီးတွေနဲ့တိုင်ပင်ပြီးအိမ်ကမောင်းထုတ်ထားလို့တပည့်တော်ဒီလိုဒုက္ခရောက်နေပါလေဆိုမြတ်စွာဘုရားသူ့ရဲ့ဒုက္ခကိုသဘောပေါက်တော့ကဲတင်တဲ့နိလန်းကိုကြည့်လိုက်တဲ့အခါမြတ်စွာဘုရားသူ့ကိုပရိသတ်ထဲမှာစကားပြောဖို့လူတွေအားလုံးသိအောင်ပြောပြဖို့စကားလေးသင်ပေးထားတယ်နော်ခုခေတ်ဆိုရင်ကြပြားလေးဖွဲ့ပေးထားတယ်စာတမ်းလေးတွေကိုဖတ်အဲ့ဒါမင်းချေးရွာမြို့တဲကဒီလူထုအစည်းအဝေးမှာမင်းအဲ့ဒါတော့ပြီးတော့ပြောလိုက်ရင်မင်းအဆင်ပြေသွားလိမ့်မယ်လို့ဆိုပြီးအဲ့ဒါမြတ်စွာဘုရားသင်ပေးလိုက်တဲ့ခါထားလေးအဲ့တော့စိတ်ဝင်စားကြကောင်းတယ်နော်ဘုရားသင်ပေးလိုက်တဲ့သူပြောရမယ့်စကားလေးတွေသူ့ကိုမြတ်စွာဘုရားသင်ပေးလိုက်တာဘာတွေသင်ပေးတယ်လို့ဆိုယေဟိသာတေဟိနန္ဒိတံယေတေသဘဝမေစိတံတေတံတေမန္ဒာရေဟိတံဘောဇတာဝဝရန္တိတုကရာသူပြောရမယ်အချိန်လေးကဘာလို့ဆိုသူတို့မွေးလာတဲ့အခါမှာသူ့မှာဝန္တာပီတိတွေဖြစ်ရတာ
တာတို့ယုတ်ဤတိတာမြေသာရေကြီးချမ်းမြတပေါက်ချတာဟုတ်လားပေါ့လားလို့ဒီပေါ့အဲ့ဒီလိုသာသမီလေးမွေးလာတဲ့အချိန်မှာဆိုလို့ရှိရင်အတ္တမပီတိဖြစ်ခဲ့ရတယ်ရေဟိစာတေဟိနန္ဒိတာအားလေးမွေးလာတော့ဒုက္ခနဲ့ပီတိတွေဖြစ်နေရတာရေတင်စဘဝမိတ်ဆွေသူတို့ရဲ့ជីវတုတ္တရေးကိုလည်းအမျိုးမျိုးနဲ့ကြိုးစားခုခေတ်ဆိုကိုကြိုးစားတာပေါ့ကိုသားကိုသမီးထက်တန်းရအောင်ဆိုတချို့များဖိုက်ထဲမှာရှိတော့ဝိတင်လေးကြောင်းကောင်းကောင်းမရမှာဆိုလို့ကြိုတင်အပ်ထားတဲ့လူတော်ရှိနော်ကြိုတင်ပြီးတော့ဝိတင်လေးနဲ့အပ်ထားဝိလာလို့ရှိရင်ယောက်ျားလေးလားမိန်းမလေးလားမသိခင်မှာကြောင်းအပ်ဖို့စရင်းတွေပဲလောက်ထားအဲ့လိုသူတို့ရဲ့ကြီးပွားတိုးတက်မှုကိုအလုံးကိုလိုလားခဲ့တာဒါမိဘတွေရဲ့သဘောတရားသာသမီတွေပေါ်မှာအဲ့လိုပဲရဲ့တဲ့တောင်ကြီးကလေးဘဝမှာမိဘတွေမှာဒီလိုစိတ်နှလုံးတွေရှိခဲ့ကြတယ်ပေါ့နော်အဲ့ဒီလိုသူတို့မွေးလာတော့ကလည်းဝန်တာလိုက်ရတာသူတို့ကြီးပွားရေးအတွက်လည်းပဲသူဟာကြိုးစားလိုက်ရတာကြီးပွားတိုးတက်မှုအတွက်အလုံးကိုလိုလိုလားလားဖြစ်ခဲ့ရတာအဲ့ဒီသားတွေငါ့ကိုသူတို့ဇနီးတွေနဲ့တိုင်ပင်ပြီးတော့ဒီခွေးတွေဝတ်ကြီးကိုဟောင်းပြီးတော့လွတ်တယ်လို့ပဲတာဝဝါရင်တိတုကရံဝတ်ကိုကြီးကိုခွေးတွေဝိုင်းဟောင်းတယ်လို့ပဲငါ့ကိုအိမ်မနေနိုင်အောင်ဝိုင်းပြီးတော့ဟောင်းပြီးမောင်းထုတ်ကြတယ်ဒီပဲကအဲ့ဒါလိုပေးထားတာဗျာနော်တာဝဝါရင်တိတုကရံခွေးတွေဝတ်ကိုကြီးကိုဟောင်းပြီးတော့ထုတ်တယ်လို့ပဲသာသမီသားတွေဟာသူတို့ရဲ့ဇနီးတွေနဲ့တိုင်ပင်ပြီးတော့ငါ့ကိုအိမ်မနေနိုင်အောင်ခြေခြေတစ်မျိုးမကြားတစ်ကြားတစ်မျိုးနဲ့ငါ့ကိုမောင်းထုတ်ခဲ့ကြတယ်။မြတ်စွာဘုရားဒါအခြေအနေတစ်ခုဖော်ပြတယ်။ပြီးတော့ဆက်ပြီးတော့ပြောဖို့စကားလေးရတယ်။အတ္တန္တာကိရမန္စမတာတတာတိဘာတရေရက္ခတာပုတ္တရူပေနဒေသဟန္တိဝယောကတံစိတ်ကောင်းမရှိတဲ့သူတော်ကောင်းစိတ်မရှိကြတဲ့တာယုံပါလေဟာငယ်တော့ကတော့ငါ့ကိုဖေနဲ့ခေါ်ကြတယ်တာတိဘာတရေငါ့ကိုအဖေနဲ့ခေါ်တယ်ရက္ခတာပုတ္တရူပေနတကယ်တော့ဘလူကြီးတွေဟာရခိုင်ဘလူကြီးတွေဟာသားရဲ့ပုံတန်တန်နဲ့ငါ့ကိုဒုက္ခပေကိုရောက်လာချတာဖြစ်တယ်။တကယ်ကငါကတော့သားလေးတွေလို့အောင်းမိတယ်သူတို့ကတော့ဘလူတွေဖြစ်နေတယ်။တေဇဟန္တိဝယောကတံအရွယ်ရစ်ပြီးတော့အိုဝိမဆန်ရှိတဲ့အခါမှာငါ့ကိုသူတို့ဟာဆွတ်ပြကြတယ်။ကိုဒီမှာလည်းတချို့ဒီတဘာဝရိတ်တမှာအဲ့လိုဆွတ်ပြထားတာရှိတယ်လို့ဈာန်တဲ့မှာဖတ်ရတာနော်မိသားစုပြုစုဆုံးရှုံးနိုင်စွာမရှိတဲ့အခါကျတဏှာပုတ်ပြထားလိုက်ကြတာမျိုးတွေရှိတယ်အဲ့တော့တတိယငါတို့ဆွန့်ပစ်တယ်ငါတို့အခုအသက်အရွယ်ကြီးလာတဲ့အခါငါ့ကိုဆွန့်ပစ်လိုက်ကြဘာနဲ့ဥပမာတူလို့အတ္တောစိန်သောနိဘောကောခါဒနာအပနိယတိမြင်းအိုကြီးကောင်းအသုံးဝင်တော့ဘူးဒီမြင်းကြီးကအိုကြီးစီးလို့လည်းမရတော့ဘူးညနေထားမှတက်ပေါင်းလို့လည်းမရဘူးအိုမင်းပြီဆိုရင်ခါဒနာအပနိယတိသူစားဖို့ဟုတ်လားစားခွက်ကနေဖက်ထုတ်လိုက်သွားကြံသွားတော့ခီးမဆိုင်တော့သူ့တဲ့အစာမပေးတော့ခါရဏအပနိယတိစာမကျွေးတော့ဘူးမြင်းကြီးကိုခုခေတ်လူတွေတော့ဒါကိုဘေးမဲ့လွတ်တယ်ဘယ်ဘေးမဲ့ပါသူဒုက္ခရောက်ခါတိုင်းတော့ကျွေးမွေးပြီးတော့အမလေးရေမိုးချိုးရင်ပြန်ပြင်းနေဆိုရင်အမလေးသူ့ရိုက်ပြီးတော့အညောင်းတော်ဖြေပေးရသေးအဲ့လိုမျိုးဆိုတော့နောက်ဆုံးဘာမှမလုပ်နိုင်ဘူးဆိုရင်မြင်းပုံကြီးဖြစ်တယ်စားရစကွက်သူ့အတွက်မရှိတော့ဘူးအေးချမ်းလေးသွားချမ်းသွားစားရင်စားတော့ဆိုဖြုတ်လို့လိုက်။နှစ်အိုကြီးတွေလည်းဒီတိုင်းဖြုတ်လို့လိုက်။အဲ့ဒါလိုပဲတဲ့။ဘာလကနံပိကခြေတော်မိုင်မဲတဲ့သားကြီးဖ
ခင်ဖြစ်တဲ့အဖေအိုကြီးဟာပနာခါရီသူဘိက္ခတိဟိုအိမ်သွားတောင်းဒီအိမ်သွားသမညာလေးတောင်းစားရဟိုအိမ်ကသမညာလေးတောင်းစားရသူများအိမ်တွေမှာလိုက်တောင်းစားနေရပြီမြတ်စွာဘုရားသူ့အခြေအနေတွေကိုသိဖို့ပြီးတော့ရေးပြီးအဲ့ဒီဆိုအဲ့ဒီမှာသာသမီရဲ့အခြေအနေကြောင့်သူကဒီလိုဒုက္ခရောက်ရတယ်ဆိုတာလူတွေသိအောင်ပြောနောက်ပြီးတော့ဆက်ပြောမယ့်စကားတစ်ခုကပါလို့ဓာတောဝခိရမေတိယောယင်စေပုတ်တိအနတ္တဝါငါစကားကိုနားထောင်ငါ့ကိုလေးစားမှုမပြုတဲ့စကားနားထောင်တဲ့သာသမီတွေဟာလုံးဝတန်ဖိုးမရှိဘူးငါအဖို့မှာတော့တောင်ဝေးကလေးတစ်ချောင်းမှာအာကိုရသေးတယ်သာသမီကအာကိုရမဖြစ်ဘူးတဲ့တောင်ဝေးလေးတစ်ချောင်းကအသုံးဝင်တယ်စန္ဒံပိဂောဏံဝါရိတိကျန်တဲ့နွားအခွေလိုလာရင်ဒုက္ခလေးနဲ့ပြလိုက်ရင်နွားတော့ပြန်ဆုတ်သွားဒုက္ခလေးနဲ့တောင်ဝေးလေးကအသုံးဝင်လိုက်နွားကိုနာကလိုက်ရင်လည်းရိုက်တော့လိုက်နော်အထောစန္ဒံပိကုတ်ကုကြိုက်တဲ့ခွေအနာသာရင်လည်းဒုက္ခလေးနဲ့ရမ်းလိုက်လို့ရှိရင်မလာရဲ့ဒုက္ခလေးပါတာအမှန်မှတန်ဖိုးရှိတယ်တောင်ဝေးလေးရဲ့သုံးဝင်ပုံဒါရောကဘူးအန္တကာရီပုရိဟောတိညအမောင်ထဲမှာလမ်းလျှောက်ပြီးဆိုရင်သူအရှိအနေဆန်းဆန်းနဲ့ထောက်ပြီးအဲ့တော့တောင်ဝေးလေးရဲ့ရှေ့ကနေထောက်ပြီးတဲ့ပုံမှာခြေတော်ကလေးနေတဲ့အခါချောင်းလဲပုံတောင်ဝေးလေးနဲ့တကြောက်စမ်းပြီးမှသွားတာအန္တကာရီပုရိဟောတိအမောင်ထဲမှာသူအရှိလမ်းပြတယ်တဲ့ဟုတ်တကယ်တော့လေတောင်ဝေးရောရစီအလုံးကောင်းတာဒီဘုန်းကြီးတို့ဂျာမနီသွားတဲ့အခါတွေ့ရတယ်ဘုန်းကြီးဖွားကြီးနှစ်ယောက်ရှိလို့ရှိရင်နှစ်ယောက်ဈေးချင်းအောင်လေးဝယ်ယူကိုင်းပြီးတော့ platform ပေါ်မှာနှစ်ယောက်လမ်းလျှောက်ပြီးတော့ဈေးလေးဝယ်ပြီးတော့ချက်ပြုတ်စားတယ်အဲ့ဒီဘုန်းကြီးဖွားကြီးတယောက်ပဲ့သွားပြီဆိုလို့ရှိရင်ခွေးလေးတစ်ကောင်နဲ့ချင်းအောင်လေးကိုင်းပြီးတော့ဘုန်းကြီးကကိုယ်ဈေးဝယ်တယ်ချက်ပြုတ်စားဒါလေးအိမ်ပေါ်နေသေးနေတာမသိကြဘူးသာသမီတွေရှိသူတို့ကဆက်ရှင်နေဆိုလို့ရှိရင်ငှက်တိုက်တဲ့ကငှက်တွေပြန်သွားတယ်လို့မလာတော့ပြီးဘူးသက်ဆက်ရှင်နေပြေးလို့ရှိရင်သွားကြတယ်တော့ဘယ်ချိန်တော့လာတော့ဆိုခရစ်မတ်ပွဲလို့ New Year လို့ greeting card ကလေးတော့ပို့လိုက် Happy New Year အဲ့ဒါတော့ပဲနောက်ဒီတခြားနိုင်ငံတွေမှာမိဘအဲ့ဒီအတိုင်းအတာမျိုးရှိအောင်ရောက်သွားစားမိဘတွေဟာဒီလိုပဲသာသမီရဲ့ကျိုးကျေးဇူးကိုခံစားရှာဘုရားဘာသာဝင်ဖြစ်တဲ့မြန်မာလူမျိုးတွေကြတော့လူတွေရဲ့ယဉ်ကျေးမှုကလည်းရှိတယ်မိဘဖားဝင်နဲ့တူနေကြတယ်မိဘဖားရဲ့ဦးရဲ့ဒီအောက်မှာဒီချမ်းမြေ့ချီးပြူစွာအတူတကွနေကြတဲ့ပုဂ္ဂိုလ်တွေမိဘကိုပြုစုပြီးနေကြတော့အတ္တမချီးမွမ်းစရာကောင်းတယ်လူအတိုင်းဝိုင်းတမျိုးစီဖြစ်သွားလူအတိုင်းဝိုင်းတမျိုးစီဘုရားဘာသာလူအတိုင်းဝိုင်းမှာကြာမေတ္တာလွှမ်းခြုံထားတဲ့သာသမီနဲ့မိဘမေတ္တာလွှမ်းခြုံထားတဲ့အတိုင်းဝိုင်းကိုနေလို့အတ္တမပြောတယ်လို့ပြောစရာရှိတယ်နေပြောတယ်မိဘမေတ္တာသာသမီရဲ့မေတ္တာအဲ့လိုရှိတယ်ဘုန်းကြီးတို့ဒီမန္တလေးတိုင်းဘက်မှာဆိုလို့ရှိရင်ဘဝရည်တန်တယ်ဖို့စဉ်းစားကြည့်တော့ဘဝရည်တန်မှာလာနေတဲ့အဖို့မှာမရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့မိသားစုကအမေအဖေအိမ်မှာရှိနေခြင်းအပြင်ကျက်တည်ရှိတယ်။တနည်းအားဖြင့်အမေဖေကအိမ်ကိုစောင့်ပေးတယ်ဆိုရင်အကူအညီတွေလည်းရတယ်။မိဘနဲ့ပဲအတူနေခြင်းရတယ်။မိဘတွေကလည်းပဲသာသမီတွေနဲ့အိုးဘွားအိမ်ဘွားအဲ့လိုနေကြတာများတော့ဗရိယာတို့စင်ကူးတို့ဘိုးဘွားရိပ်သာရှိတော့လည်းပဲသိပြီးတော့မနေကြဘူးသိမနေကြဘူးအဲ့လိုလူမှုအတိုင်းဝိုင်းဆက်ဆံရေးတွေမတူညီကြဘူးလို့သူဆိုတယ်မြန်မာနိုင်ငံမှာအလွန်ကောင်းတဲ့ခြေအနေတစ်ခုမြတ်ဗုဒ္ဓရဲ့အဆုံးအမကြောင့်အ
အလွန်ကောင်းတဲ့အချိန်တွေတစ်ခုရှိသေးတယ်လို့ဆိုလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာအန္တကာရိပုရိဟောတိခံပြီးလေခါရပေတိတောင်ဝေးလေးကအမောင်လေးဆိုရင်ရှေ့ကစမ်းနဲ့သူကစမ်းပြီးတယ်ဒီဆိုင်ကျိုးချင်းနေဆိုလို့ရှိရင်လည်းသူကထောက်ပြီးတော့ပြတယ်ဓာတတအနုဘဝေနတောင်ဝေးရဲ့အစွမ်းကြောင့်ခလိတ်တော်ပฏิတေချက်တိပြန်ပြီးတော့ရပ်နိုင်တယ်တောင်ဝေးလေးနဲ့ပြန်ပြီးတော့ထားဟုတ်ဒီလိုဆိုလို့အဲ့ဒါလို့တောင်ဝေးလေးရဲ့အစွမ်းလောက်တောင်မှပဲသာသမီတွေကအာမကိုရဘူးတောင်ဝေးလောက်အာမကိုရဘူးလို့ဒီအထိပ္ပယ်မျိုးကိုရသော်ရတာသူတို့ဒီပုံသားကြီးကိုသင်ပေးလိုက်တာသင်ပေးလိုက်တဲ့အခါကျတော့အဲ့ဒီရသော်ရသင်ပေးလိုက်တဲ့ဒီစာသားတွေသူကအစည်းအဝေးအခမ်းခန္ဓာတစ်ခုမှာသွားပြီးတော့ဆိုခိုင်းတာဗျာပုံသားတွေရဲ့အစည်းအဝေးကြီးတစ်ခုလုပ်တဲ့အခါသူကအစည်းအဝေးပေါ်တက်သွားပြီးပြောစရာရှိပါတယ်သူပြောစရာရှိပါတယ်ခါရာရွတ်စရာရှိပါတယ်သူ့ကိုဖွင့်ပေးကြပါနားထောင်ကြပါလို့ဆိုလာပါနဲ့ဖိတ်ခေါ်ပြီးတော့ဒီအထိပ္ပယ်ကိုသူကရွတ်ဆိုပြတယ်အဲ့ဒီအစည်းအဝေးထဲမှာသူသားလေးယောက်ကလည်းပါသူသားလေးယောက်ပါအဲ့ဒီခေတ်ကလူတွေရဲ့ကတိကိုရှိတယ်မိဘလှုပ်ရှားမိဘရဲ့ပစ္စည်းဥစ္စာအမွေရပြီးမိဘရဲ့လှုပ်ရှားစားထားပြီးတော့မိဘကိုမပြုစုဘူးဖြစ်ထားတဲ့ဆိုတဲ့လူမှာတည်ရန်ပေးမယ်အဲ့လိုအပြစ်ရှိတယ်သူတည်ရန်ပေးရမယ်အဲ့လိုသဘောတူညီချက်ဥပဒေတစ်ခုရှိဥပဒေလောက်ထားတာရှိအဲ့ဒီမှာလူတွေကသူတို့မှလည်းပြီးတော့ဟာဒီကောင်းလေးဖားကြမိဘစီကနေပြီးတော့လေငွေကြီးတွေယူထားပြီးတော့မိဘကိုခုလိုပြစ်ထားရမလားဒီကောင်းလေးလူကောင်းလေးမဟုတ်ဘူးဖားကြဆိုပြီးတော့လူအုပ်ကထလာတဲ့အခါအဲ့ကြတော့သူ့သားလေးရောသူ့ဖေချစ်လို့ဖက်ပြီးတော့သူ့ဖေကယ်ပါအောင်လို့ပြောအဲ့ကြတော့မိဘတွေအကျဉ်းသားတရားတွေပို့ပြီးတော့ငါသားတွေမလုပ်ကြပါနဲ့တကြေတခါပိုက်ပြီးတော့နောက်မပိုက်တော့ပါဘူးဆိုပြီးသူကပဲတောင်းပန်ပြီးတော့သားတွေဒုက္ခမရအောင်သူကပဲတောင်းပန်ပြီးတယ်အဲ့ဒီအချိန်မှာလူတွေကသူတို့ကိုပြောလိုက်တယ်မင်းတို့နောက်တော့မျိုးလို့ရင်ငါတို့လက်မခံဘူးဒီခါတော့ဂရုစိုက်နောက်တစ်ခါကျရင်တော့မင်းတို့လက်မခံနိုင်ဘူးလို့ဆိုပြီးလူထုကမချေမနှက်နဲ့အဲ့ဒါလိုပေးလိုက်တဲ့အခါသူတို့ကကြောက်ရွံ့လေးစားပြီးဒီသူတို့ရဲ့အဖေအိုကြီးကိုအိမ်ပြန်လက်ခံအားလုံးကဝိုင်းပြီးတော့ပြုစုကြနေ့စဉ်နဲ့အမျှတဲ့အိမ်ကိုထမင်းတောက်အောင်စီအဝတ်စားကောင်းကောင်းအဲ့လိုပေးပြီးတော့နေ့တိုင်းရှီမိုးချိုးတာအစားအကုန်လုံးပြုစုဆောင်းရှောက်ကြအဲ့ဒီကျတော့ပုံသားကြီးကကျမ်းမာရေးတွေပိုကောင်းလာပြီးတော့အသားရည်တွေစူပြေလို့အဝတ်တဲ့လန်းလန်းဆန်းဆန်းဝတ်ပြီးခုံရှိတင်းတင်းတဲတဲပြန်ပြီးတော့ဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာကျေးဇူးတရားကိုစဉ်းစားလိုက်တော့ငါဒီခြေနေကောင်းကိုဘာကြောင့်ပြန်ရတယ်လဲလို့ဆိုတော့ယဟန်ဂေါရမရဲ့အကျိုးကျေးဇူးကြောင့်ငါရတာဆိုပြီးမြတ်စွာဘုရားစီကိုသွားပြီးတော့သူရထားတဲ့ဝတ်စုံတွေကဝတ်စုံနှစ်စုံမြတ်စွာဘုရားကိုသွားလှူတယ်ဝတ်စုံတစ်စုံသွားပြီးတော့လှူလိုက်တယ်အဲ့ဒီမှာသူ့ရဲ့အစဉ်ပြေမှုကြောင့်သာသမီတွေဟာလည်းလိမ္မာရေးချဖြစ်လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းသာသမီတွေကိုမိဘလှူကြွေးတယ်ဆိုတာမင်္ဂလာတရားနဲ့ညီညွတ်တဲ့မင်္ဂလာဖြစ်တဲ့ကောင်းကျိုးချမ်းသာတွေကိုရရှိစေနိုင်တဲ့ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းဖြစ်တယ်မိဘကိုပြုစုလှူကြွေးခြင်းဟာသူတော်ကောင်းတွေအတိအမှတ်ပြုတယ်လူကျင့်ထုံးတစ်ခုဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားကတရားဓမ္မအနေနဲ့သူတို့နားလည်အောင်ဟောပြောဆုံးမတဲ့အခါသူတို့ဟာလူရည်ကြီးလေးတွေဖြစ်ပြီးဘယ်တော့မှမိဘကိုစော်ကားပြီးအခုလိုပြစ်ထားတဲ့အလုပ်မျိုးကိုမလုပ်တော့ဘူးလ
လိမ္မာရင်ကျေးပြီးမိဘကိုပြုစုရခြင်းရဲ့အကျိုးကျေးဇူးတွေကိုသူတို့ဟာသဘောပေါက်နားလည်သွားကြတယ်လို့ဒီလိုရသော်ဘုရားခင်ကိုရောမြတ်ရဲ့အဆုံးအမဩဝါဒနဲ့ဒီကဲ့တင်လိုက်တာဟာပုံနာအိုကြီးကိုတော့ကဲ့တင်တာမဟုတ်ဘူးမိဘကိုစော်ကားမော်ကားလှုပ်ထားခြင်းကြောင့်သူ့သားတွေဟာမိဘကိုပြစ်ထားပြီးမိဘအပေါ်မှာပြစ်မှားခြင်းကြောင့်တန်တရားမှာဘေးဒုက္ခရောက်တဲ့အပေငယ်ကြာရောက်တဲ့အန္တရာယ်ကြီးကိုလည်းပဲမကြာရပါလေအောင်မြတ်စွာဘုရားဆုံးမတော်သွင်းခြင်းဖြင့်ကဲ့တင်ပေးလိုက်တယ်ပုံနာအိုကြီးကိုလည်းပဲလူလောကအတိုင်းဝိုင်းသိအောင်ပြောပြခြင်းဖြင့်ဒီမိဘတွေနဲ့သာသမီဆက်ဆံရေးမှန်ကန်တဲ့ဆက်ဆံရေးလမ်းကြောင်းကြီးတစ်ခုပြန်ပြီးဖော်ထုတ်ပေးခြင်းအပြင်လည်းပဲပုံနာအိုကြီးကိုလည်းကဲ့တင်ပေးလိုက်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ကဲ့တင်မှုဟာဖခင်ဖြစ်တဲ့ပုံနာအိုကြီးကိုလည်းကဲ့တင်လိုက်တယ်သူ့ရဲ့မိသားစုသားလေးယောက်အပေဆင်းရဲကြရမယ့်ဒုက္ခလည်းကဲ့တင်လိုက်တော့အားလုံးဟာပျော်ရွှင်ချမ်းမြေ့ဖွယ်ဟာကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေကိုရရှိသွားကြတယ်ဒါဟာကဲ့တင်ခြင်းရဲ့မှန်ကန်မှုရဲ့အကျိုးကျေးဇူးပဲဖြစ်တယ်အသိပညာနဲ့ကဲ့တင်မှအခုလိုမှန်ကန်တဲ့အကျိုးကျေးဇူးကိုရတာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားအကျဉ်းတရားနဲ့လည်းပြည့်စုံတယ်ပညာတရားနဲ့လည်းပြည့်စုံတယ်မှန်ကန်တဲ့နိလန်းဖြစ်ပညာတရားနဲ့ပြည့်စုံခြင်းကြောင့်မှန်ကန်တဲ့နိလန်းနဲ့ကဲ့တင်လိုက်သည့်အတွက်ကြောင့်နှုတ်နှောက်ရာစွာအကျိုးရှိပြီးဒီဘဝတွေမှာကနောက်တန်တရားမှာအကျိုးရှိတဲ့ကုသိုလ်ကောင်းမှုတွေတိုးပွားလာအောင်မြတ်စွာဘုရားဟောကြားဆုံးမပေးတာဖြစ်တယ်တရားရှိခိုးပြုတော်တဲ့ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမဆိုဒီမှာယခုဘဝအတွက်လည်းကောင်းတယ်နောက်ဘဝအတွက်လည်းကောင်းတယ်မိမိအတွက်လည်းကောင်းတယ်သူတစ်ပါးအတွက်လည်းကောင်းတယ်အားလုံးပဲဆုံးကောင်းဆုံးမတော်နေတာဖြစ်လို့မြတ်စွာဘုရားအဆုံးအမတိုင်းတို့တွေဟာဘဝမှာနေထိုင်ကြရမှာဖြစ်တယ်မြတ်စွာဘုရားအဆုံးအမတိုင်းလိုက်တာကျင့်သုံးခြင်းဟာလုံးဝကောင်းကျိုးချမ်းသာရနိုင်တယ်လူဘဝမှာတန်ဖိုးရှိတဲ့လူဘဝရောက်တဲ့အချိန်ပြောင်းရရဲ့အဆုံးအမတိုင်းတို့တွေမမိတ်မသွန်လိုက်တာပြီးကျင့်ကြံကြိုးကိုအထောက်ကြမယ်လို့ကိုယ်စီစိတ်ဆုံးဖြတ်ပြီးရဘုရားရဲ့အဆုံးအမတရားတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာပြည့်ရန်กว่าချမ်းသာကြပါစေတတဝါများစွာပြည့်ရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံကြပါစေမေတ္တာရေချမ်းသုံးငါဖြံကြကြပါစေသက်ရှိချမ်းသာချမ်းသာဘုရားဆန္ဒပြေပါစေသက်ရှိချမ်းသာချမ်းသာဘုရားဆန္ဒပြေပါစေဘုံလန္တဒုက္ခပင်ငယ်စွာမေတ္တာပုံနေတုသင်္ကမမနောတရောတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာနဲ့ဟူရောက်ပြုပါဝင်ငွေလာမင်းနှင့်ရောင်ရင်ရှဲရုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရောတိပြပြဖြူစင်အကြည်လင်းသည့်ရေစင်ပြည့်တင်းစေတလုံးတည်းဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်ထာဝရအိမြတ်จิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဘုံလန္တဝန္တာရှင်မြူဝမုံလူလျေကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်တင်ပြပိတိတိဟုသောယန္တတို့သည်
ဘဝရတုကောင်းစွာမသွေကြိုင်လည်၍နေကြပါစေကုန်သတည်း